သက်ဆိုင်ရောတဲ့ဘယ်လောက်ဆိုရပြီလဲတဲ့ဒီကငတ်နေလို့ Left Heart Wise Channel မှကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကလက်တလောနာမည်ကြီးနေတဲ့အကြောင်းအရာလေးတွေကိုပြသပေးသွားမှာဖြစ်လို့အဆုံးထိကြည့်မှုဖိခေါ်ပါရရှင်သက်ဆိုင်ရောတဲ့ဘယ်လောက်ဆိုရပြီလဲတဲ့ဒီကငတ်နေလို့ဆိုတော့ခါကြတော့ရှင်မိမအလောက်တောင် line မသိဘူးလားပြောပြန်ပြောလိုက်ဒီဗီဒီယိုပြလိုက်နော်ငါပြစ်သွားမှာငါနောက်အပျော်ရှာမှာပေါ့နော်ငါ့ကိုလာပြီးတော့အပြစ်မပြောနဲ့လို့ဒီဆရာမလေးကပြောတယ်လို့ပြောလိုက်ဆိုတော့ခါကြတော့ဒီပြောတယ်နော်အိမ်အောင်တစ်ခုဖြစ်လာလို့ရှိလေဒီဟာက main point နေဒီအိမ်မှာအပျော်ရှာမရဘူးဒီအိမ်မှာပဲစိတ်ပဲဖြေလို့မရဘူးဆိုလို့ရှိရင်အပြေမှာရှာတက်ကြတယ်ဟာအိမ်မှာလည်းဒီကိစ္စကိုပေးတာပဲအပျော်ရှာတာပဲဆိုလို့ရှိရင်ဘယ်လိုပြောမလဲမိန်းမတွေဘက်ကလည်းကိုချင်းစားတယ်နော်ယောက်ျားတွေဘက်ကလည်းကိုချင်းစားတယ်ယောက်ျားတွေဘက်ဆိုလို့ရှိရင်လေဒီလိမ့်ဆန်းဆန်းတော့ကောင်းကောင်းမွန်မွန်လှုပ်ပေးမှလေဒီမိန်းမကိုဒီမိန်းမမှဒီမိန်းမဖြစ်နေမှာချစ်နေမှာပေါ့နော်အဲ့ဒါဆိုတော့ခါကျတော့မိန်းမတွေအနေနဲ့ကလေယောက်ျားတွေရဲ့အကြိုက်လေးကိုလိုက်ပေးပြီးတော့ယောက်ျားတွေမှလည်းဒီကိုဝင်ဆောင်ထားတဲ့ကာလတွေရောကိုဝင်ဆောင်ပြီး45ရက်တွေကိုသူတို့မှစောင့်ပြီးတော့အော်ပြီးတိခံရတယ်ရှင်เนาะအဲ့ဒါမျိုးလေးလေဟိုဟာလုပ်ပြီးနောက်ကြမှာငါ့ကိုကလေးတစ်ဖက်နဲ့ထားသွားတဲ့ဒီအကောင်ဆိုပြီးတော့မပြောနဲ့ရှင်เนาะနေပပလေးမျှတွေးပေးကြည့်ပေါ့เนาะကျမအမြဲတမ်းပြောပါတယ်ကျမယောက်ျားကိုရင်ချစ်တယ်ကျမဆိုတာကိုပဲကျမကြိုက်တယ်เนาะသူများပျော်ရှာတာကြီးဆိုတာလေမိမအသုံးမကြရလဲပါတယ်ပေါ့เนาะပြောပါတယ်အိမ်နောက်တစ်ခုပြုရင်ဒီခုခက်ကလေရီးစားတွေတောင်ဒီကိစ္စဖြစ်နေမှာအိမ်နောက်တဲ့တွေဒီကိစ္စကြောင့်ဖြစ်တယ်ဆိုတာကြီးကလေကြားလို့တော့မကောင်းเนาะအဲ့ဒါကြောင့်မလို့ရှင့်မိမကိုဒီဗီဒီယိုပြပေးလိုက်ပါเนาะပေးတဲ့ချိန်ပေးပါเนาะအရန်ကြီးဒီသားသမီးဆိုတာလေတအားကြီးလေခေါင်းနဲ့မထည့်ပါနဲ့ကျမတို့ကလည်းချစ်တယ်လေချစ်တယ်ကိုသားသမီးကြီးတက်နဲ့ရင်းပြီးလဲမွေးထားရတယ်ဟိုဒီဘိုက်ကြီးတဲ့ကာလာတွေမှာလဲအော်ရာအန်နာမူးတာမောတာဖြစ်တယ်လေမိဘနေရကိုချင်းစားတယ်နောက်တစ်ခုလေကိုချင်းစားပြီးမယ်လေကိုလည်းပြန်ပြီးတော့ချစ်နော်ပြပြမယ်တတမီမီတို့ကျမတို့ကဒီချိန်မဲ့ချစ်ရတာဟုတ်တယ်ဒါပေမဲ့တတမီမီတွေရွေရောက်လာတဲ့ခါကိုပြုစုပြိုးထောင်ကိုကောင်းကောင်းမွန်မွန်ဖြစ်သွားတဲ့အခါမျိုးမှာသူတို့လမ်းကြောင်းအတိုင်းသူတို့သွားကြမှာပဲပေါ့နော်ဆိုတော့ခါကျတော့ကိုဘေးနာမှာရှိမှာကဒီလင်းယောက်ျားပြီးရင်ဒီလင်းယောက်ျားတွေလည်းမှတ်ထားပါဒီမိန်းမပဲရှိမှာပြီးရင်လေမရကြီးတွေလောက်ကောင်းတာမရှိတယ်လို့သားသမီးတွေကလည်းအချိန်တန်သူ့ဟာသူ့လန်းသူ့ကြောင်းပြီးတော့သူ့အိမ်တော်နဲ့သူအဲ့လိုမျိုးဖြစ်သွားမှာကျမဆိုလို့ရှိရင်လေတတကိုနန်းတဲ့ခါကျရင်လေမမေရဲ့အိုဇာမင်းစာလေးလို့ပြောပြီးနန်းတာမဟုတ်သူများသမီးရဲ့အိုဇာမင်းစာလေးဟုတ်တယ်နော်ဒီချိန်ကလေးကစိတ်မြင်စင်ထားရတယ်ချစ်တယ်လေကိုသားသမီးအရန်ချစ်တယ်ပြီးတော့ယောက်ျားလေးချိန်တန်ပါသွားမဲ့ကလေးအဲ့ဒါကြောင့်မလို့အချိန်တန်ရင်ပါသွားမှာသူတို့ကကိုဘေးနာမှာတက်ဆုံးနိုင်ရှိမှာဒီယောက်ျားပဲနော်ဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကိုယ့်အမြင်ကိုခံစားချက်ကိုအတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်မျှမလွတ်တမ်းကြည့်ရှုနိုင်မှုကျမတို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လည်းလုပ်ခဲ့ကြပါအောင်ရှင်